ကဲမှာမြန်မာထမင်းကောင်းလေးစားချင်လို့ရှိရင်တော့ဒီဗီဒီယိုလေးအဆုံးလေးကြည့်လိုက်ကြနော်ဒီဆိုင်မှာကပစွန်တော့စီပြန်ဟင်းရတယ်ဒီဟင်းလေးကတော့အမဲနဲ့ဟင်းပေါ့နော်ဒါကတော့စိတ်ဝင်သွင်းတာစိတ်ကလေးစားလို့လည်းခေါ်ရခင်ဗျဒါကတော့ကြက်သားအညာချက်ပါခရမ်းညင်လေးနဲ့ချက်ထားတာပါဒီသားလေးကတော့စိတ်သားနှစ်ပေါ့နော်ဒီဟာတော့မကြီးရွက်နဲ့ငါးနဲ့ချက်ထားတာပါတယ်ဘဲဥပုံရိပ်ကြီးချက်လေးရှိသေးရဲ့ခင်ဗျဒါလေးကတော့ဝတ်သားရင်းစီပြန်ပါငါးရင်းစီပြန်လည်းရပါသေးတယ်ဒီဆိုင်လေးကတော့တရဘာ3ထမင်းဆိုင်ပေါ့နော်ဒီဆိုင်လေးကတော့ကျွန်တော်ပကံရောက်တိုင်းစားဖြစ်တယ်ကျွန်တော်ကြိုက်ဆုံးထမင်းဆိုင်တွေကတခုပေါ့နော်ဒီဆိုင်ရဲ့အရေးတောက်ဟင်းလေးကလည်းတောက်လို့ကောင်းနေခင်ဗျချင်းလေးနဲ့ပေါ့နော်ကျွန်တော်တော့ကြိုက်တယ်အရင်အင်းနေနဲ့ခရမ်းညင်လေးချက်ပါတယ်ပေးနဲ့ပါတယ်ကင်းမွန်ဒီနဲ့မြစ်ကြော်ပါတယ်ဂွေးဒီတောင်းလည်းပါတယ်ခင်ဗျအနက်မက်ချင်းကတော့မပါဖြစ်ပဲခင်ဗျအညာပဲဒီတုပ်လေးလည်းပါသေးတယ်ခင်ဗျဒီဆိုင်ကတော့တစ်ခါပြင်ဆိုင်ပေါ့နော်ပကံမှာတော်များထမင်းနဲ့ဂူဘေးဆိုင်လေးများတယ်ဒီဆိုင်တော့ပွဲပြင်ဆိုင်လေးပါထမင်းနဲ့ဟင်းတပွဲတွင်ချင်းရောင်းတာပါတပွဲကိုတော့8000ပေးရတယ်ကြိုက်တဲ့ဟင်းနဲ့စားပေါ့နော်အဲ့လိုမျိုးဒီဆိုင်ကြက်ကြော်ကတော့အရန်ကောင်းနေခင်ဗျကျွန်တော်ဒီဆိုင်ရောက်လို့ရှိရင်ကြက်ကြော်2-3တော့အသားလေးစီပြိုင်းနေနဲ့မစားချင်လို့ရှိလို့ရှိရင်မကြီးရွက်တုတ်တို့မြူရွက်တုတ်တို့တခုတ်ပွင့်တုတ်တို့ရရပေါ့နော်သူဆိုင်အတုတ်လေးလည်းကောင်းပါတယ်ဒီဆိုင်ကဟင်းချက်လက်ရည်လည်းကောင်းတယ်လို့ဆက်ဆံရေးလည်းအခုတက်ပိုကောင်းဖို့မျှော်လင့်နေပေါ့နော်ကျွန်တော်ကတော့လေဒီရောက်တိုင်းစားပြတဲ့ဆိုင်လေးမှုပါနောက်တစ်ဆိုင်ကတော့မင်းနဲ့သူကစ်ချန်ဖြစ်ပါတယ်မင်းနဲ့သူကစ်ချန်ရောက်လို့ရှိနေမှာရမလဲဆိုရင်တော့လက်ပံကောင်းတဲ့ငချင်းကိုပေါင်းထားတာရယ်မြေပစွန်ချက်ရယ်ဒါကတော့မကြီးရွက်တုပ်ပေါ့နော်ပြီးလို့ရှိရင်ဘူးဒီနဲ့ချက်တာကာလာတာချက်ပါခမမကြီးရွက်တုပ်လေးကတော့ကောင်းပါတယ်ဘူးဒီနဲ့ချက်ကာလာတာချက်တော့ကျွန်တော်တို့သိမကြိုက်ဘူးပေါ့နော်ငါးပေါင်းလေးကတော့တော်တော်လေးကိုကောင်းတဲ့ထဲကိုပါတယ်မညှိဘူးနုနုအေးလေးပေါ့မကြီးလေးမှားလိုက်တည်တယ်ခင်ဗျပဇွန်တုပ်ကိုတော့ပူချိတ်တယ်ဈေးတော့နည်းနည်းများတယ်လို့တော့ထင်နေပေါ့နော်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့တော့တန်နေခင်ဗျနေ့လေးစားကိုကောင်းမွန်စားခြင်းလို့ရှိရင်တော့မင်းနဲ့လူကစ်ချန်ကိုတော့ရွေးချယ်သိနေပေါ့ကျွန်တော်တို့အခုစားတဲ့ဟင်းတွေရဲ့မကြီးရင်တစ်ခွက်နဲ့ဒင်းကြီးတစ်ခွက်မှာတာပေါ့နော်အားလုံးအပါတော့6000ကျော်လောက်တော့ကြားတယ်မင်းနဲ့လူကစ်ချန်မှာကတော့ခင်မောင်တို့တချင်းတွေဆိုပြတာတော့ဒီဆိုင်ရဲ့ signature ပြရုပ်တစ်ခုလို့တော့ပြောလို့ရပါတယ်ပကံရောက်လို့ရှိရင်ဒီဆိုင်လေးမှာလည်းစားခဲ့ဖို့မိနေပေါ့နော်တတိယအနေနဲ့အကြိုက်ဆုံးဆိုင်ကတော့ရွှေတမမြန်မာထမင်းဆိုင်ပေါ့နော်ဒီဆိုင်မှာလည်းဟင်းတော်တော်များများဆွဆုံလေးကိုရတယ်အသားလေးဆိုလည်းနူးအီတယ်ပေါ့နော်တော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်လို့ပြောလို့ရပါတယ်အရင်ကြီးတွေလည်းအများကြီးပါတယ်ဆက်ဆံရေးလည်းကောင်းတယ်ခင်ဗျသူဆိုင်မှာတော့အစားစားပေါ့နော်အရင်ကြီးတွေနဲ့ထမင်းဝါစားမယ်ဆိုရင်တော့9000အသားဟင်းတစ်မျိုးနဲ့ဆိုရင်9000အသားဟင်း2မျိုးဆိုရင်ဈေး1မျိုးဒါကတော့အရင်ကြီးတွေကိုပွဲပြင်ပေးနေတာပေါ့နော်အရင်ကြီးဆိုလည်းဘယ်လောက်ထိစုံလဲဆိုတော့ကျွန်တော်နဲ့တူကြည့်လိုက်ပါဦးခင်ဗျာတော်တော်ဟိုများတာဒါကတော့ငပိတူချာလေးတွေပေါ့ကျွန်တော်တို့တွေကတော့မှားထားတော့စုံနေတာပဲခင်ဗျာထမင်းလေးတော်တော်လေးကိုစားကောင်းခဲ့ပါတယ်စားဖြစ်လေကောင်းတယ်ပေါ့နော်သူစီကကြက်တောက်ဆန်လေးလည်းမစိုးကောင်းသားပဲခင်ဗျာကျွန်တော်ကတော့စိတ်သားလေးနဲ့မှားထားတယ်စိတ်သားလေးဆိုလို့ရှိရင်လည်းနုနုအီလေးပေါ့နော်စိတ်သားလေးနဲ့ရုပ်တီထောင်းလေးနဲ့အခုလိုမျိုးနေစားကြည့်နော်တော်တော်လေးကိုစားကောင်းနေခင်ဗျာခွန်ကြည့်မယ်နော်ပစက်လေးကိုဟာတာခင်ဗျာစားတာပါဇဒုတ်တာအနေနဲ့နောက်ဆုံးအကြိုက်ဆုံးဆိုင်ကတော့မျိုးစီထမင်းဆိုင်ပေါ့နော်ဒီဆိုင်ကတော့လေဟင်းပွဲတွေကအကုန်ချပေးတယ်ကိုစားတဲ့ဟင်းပွဲဖို့ပဲပေးရတာပဇွန်ကတော့19000ကျန်တဲ့ဟင်းတွေကတော့9000 8000အစားပေါ့နော်အရင်တွေက900 1000တပွဲကိုပေးရတယ်အလကားချပေးရဆိုပြီးမစားနဲ့နော်အကြောင်းမသိပဲစားလိုက်ရင်မွဲသွားမယ်အားလုံးကျေးဇူးတင်ပါတယ်